နာရီကိုဖြေမယ်မိရဲ့ဆန္ဒတွေကိုဖြေမယ်ဆိုပြီးကြိုးစားလာတာယုံကန်လာတဲ့အချိန်မှာအခက်အခဲအကျဉ်းသေးတွေများစွာနဲ့ကြုံရမယ်ဆိုတာမသိကြဘူးလားအဲ့ဒီခက်ခဲကျက်သေးနေတဲ့အချိန်တုန်းကတရားကောင်းကြီးမြေလောကကမမြင်ဘူးတရားမများနှိမ့်လို့လားမြင်လို့လားနှိမ့်နေတော့မမြင်ဘူးပဲအဲ့ဒါကိုတချို့ကတရားကောင်းကြီးမြေသာသနာပေါင်းမှာရောက်လာတဲ့သာသနာဝန်ထမ်းရှင်ယဟန်တွေကိုရင်သားမဏေတွေကိုအထင်သေးနေတဲ့ဒီဘက်ခေတ်တိုင်းပြည်မှာတရားကောင်းကြီးမြေသာသနာဝန်ထမ်းလာပြီဆိုလို့ရှိရင်တရားကောင်းကြီးမြေသာသနာပေါင်းဝင်လာပြီဆိုလို့ရှိရင်ဟိုသာသနာဝန်ထမ်းနေတဲ့ကိုတော်တွေကိုတရားကောင်းကြီးမြေယနေ့ခေတ်အထင်သေးမြင်သေးဆက်ဆံနေတာတွေမရှိဘူးလားငါတန်ချီရင်တနေ့ဆရာဝန်ကြီးဖြစ်ရမယ်ငါသမီးလေးတွေကြီးလာရင်အင်ဂျင်နီယာကြီးတွေဖြစ်ရမယ်ဆရာဝန်ကြီးတွေဖြစ်ရမယ်ဆိုပြီးတော့ဆရာဝန်အင်ဂျင်နီယာမှန်းပြီးတော့တော်ကောင်းကြီးမြတ်ကြီးကြောင်းတင်ငန်းကိုမလန့်နေကြတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအဲ့ဒါတော်ကောင်းကြီးမြတ်ကြီးစာကပြောတာဗဗ္ဗေဇံဒုက္ခရသံသံသွန်ဇံဒုက္ခမဇာတိကောဒီသေနတ်ထေလဘေဩနံဩနံထေနာသတိတလံဘဗေဇံဒုက္ခရသံသံသွန်ဇံဒုက္ခမဇာတိကောဒီသေနတ်ထေလဘေဩနံဩနံထေနာသတိတလံယနေ့မိပါတယ်သာသနာတော်ယုံကြည်တိရမြည်ရရည်ကြည်ချမ်းမြတပေါင်းကြာကမိဘတို့ဝမ်းလွန်ငိမ့်ချမ်းသည့်ရှင်လန်းကြည်အိုကွယ်လူကလေးတရားတော်မှာမရဘဗေဇာတပိတ်ခွမဲလက်မဆွဲ၍ရန်ထဲရွာတဲ့တကယ်ရင်တောင်းရအောက်တန်းကြလာတဲ့ယဟန်ဘဝသည်တပိတ်ခွမဲလက်မဆွဲ၍ရန်ထဲရွာတဲ့တကယ်ရင်တောင်းရအောက်တန်းကြလာတဲ့ယဟန်ဘဝသည်ဒုက္ခရာလွယ်ကူမဲထင်မသွေးလိုက်ပါနဲ့အလွန်မင်းညူညင်းတဲ့ဖြင့်ငိုခြင်းအောင်ဆင်းရဲလာချေ၏ယနေ့မိဘတွေကသာသာဒါတို့ယုံကြည်တိရမြည်ရရည်ကြည်ချမ်းမြတပေါင်းကြာကမိဘတို့ဝမ်းလွန်ငိမ့်ချမ်းသည့်ရှင်လန်းကြီးအိုကွယ်လူကလေးသဗ္ဗေဇာတပိတ်ပွေကာဤမကွာတို့ရှက်စရာတကယ်မျက်နာငယ်နဲ့လှဲ့လေတောင်းရအောက်တန်းကြလာတဲ့ယဟန်ဘဝသည်ယဟန်ဘဝကိုအောက်တန်းကြတဲ့ဒုက္ခရာလွယ်ကူမဲထင်မသိလိုက်ပါနဲ့အလွန်မင်းညူညံ့တဲ့ဖြင့်ငိုခြင်းအောင်ဆင်းရဲလာချေတွန်စမိဘမျက်ရှူရွှေလိုဥရတဲ့သမှုရိယရင်တွေသင်လူကလေးကလည်းဒုက္ခမဇာတိကိုသိမ်မွေ့နုနေရှုစဝဲဖြင့်အရွယ်တွန်းစအလွန်မင်းငယ်လာပါ၏အတရေမင်းရွယ်လေးကငယ်လေးတွေတားရဲ့ယဟန်ဘဝဆိုတာလေဒီသေနာရီခင်စသည်အေးမျိုးစုံစားတော့ဖွယ်ရအဖုံဖုံဖြင့်အဋ္ဌိသန္တာအလျောက်အာသာမျိုးပြီးအလိုရှိသည်ရှိသောဩနံလူဝိတုဝေတောင်းခံပေးရသဖြင့်အေးမပါပူနွေသောအစာစာကိုလည်းပြီးအလိုပင်မကြတော့လေညဉ့်ညင်တဲ့ဘဝမှာမလိုချင်တာရတတ်ပါ၏ဒကာဒကမမယ